တပ်မတော်ကိုအင်တာမမျက်နှိုးရချစ်တဲ့ကျော်မျိုးမြင့်အဖမ်းခံလိုက်ရတာဖြစ်တဲ့အတွက် MP News သတင်းဌာနရဲ့ဘေးနိုင်နော်တင်ဆက်သူဖောင်တာဖြစ်တဲ့ကျော်မျိုးမြင့်အဖမ်းခံလိုက်ရတာဖြစ်တဲ့အတွက်တနိုင်ငံလုံးမှာလုံးဝဘောလောရိုက်နေတယ်အထူးသဖြင့်တော့ဒီစစ်ကောင်စီကိုအားပေးတဲ့လူထုကြားမှာဘောလောရိုက်နေပေါ့နော်ဆိုတော့ဇော်ဘုံဝင်းလေးပါသွားပြီကျော်မျိုးဦးကလေကျော်စိုးဦးနော်ကျော်မျိုးဦးရီဖြစ်ကုန်ပြီကျော်စိုးဦးကလေဒီကောင်လေးအနာမီလေးစင်တယ်ခဏခဏမှားတယ်နော်ကျော်စိုးဦးကလေအဖမ်းခံရတာခဏခဏပဲအခုလေဒါအားလုံးနော်ကျွန်တော်တို့စစ်ကောင်စီကိုလည်းမှားတဲ့ခါကျရင်လည်းမှားတယ်လို့မှားရင်လည်းမှားတယ်လို့ပေါ့လေအပြစ်ရှိရင်လည်းအပြစ်ရှိတယ်လို့ထောက်ပြတတ်တဲ့ဒါကျော်မျိုးမြင့် LP News ရဲ့ founder အဖမ်းခံလိုက်ရပါတယ်အဖမ်းခံရတာနည်းနည်းနော်ဖမ်းခံတာမဟုတ်ဘူးဒီနေပြီးတော့စစ်ကြောရေးကိုပို့ဆောင်လိုက်ပြီးတော့နှိပ်စက်အဖမ်းခံနေရအကြောင်းကြားသိရတယ်တရင်ပေါက်ကြားစီမှုနိုင်ငံတော်ကောင်းဆောင်မနာလိုမှုတွေဖြစ်ကုန်ပြီအာမနာတန်းပေါ့လေဒါပါစက်နဲ့မဟုတ်တော့တွေပြောဆိုမှုနဲ့ဒါအဖမ်းခံလိုက်ရတာဖြစ်ပါတယ်နိုင်ငံတော်ကောင်းဆောင်တရုတ်ကိုသွားတာကိုဗျာကျော်မျိုးမင်းကတည်ရမလားတရုတ်ကမကောင်းဘူးတော့ဟာလားတရုတ်ကအမြန်မာနိုင်ငံပေါ်တကယ်ကိုစေနာရှိရင်ရှေ့လျှောက်ပေါ့နော်အရင်ကတည်းကအကူအညီနေပြီးမြန်မာနိုင်ငံတိုးတက်အောင်လုပ်ပေးနေပြီအခုကတရုတ်ကနော်တကယ်ကိုမြန်မာနိုင်ငံအပေါ်မှာယူသားတဲ့စိတ်မရှိတဲ့အတွက်နော်မြောင်းနိုင်ကနော်နိုင်ငံတော်ကောင်းဆောင်ရင်ကဘလောက်ပဲဒါညှိနှိုင်းမှုတွေလှုပ်ဆောင်ပါစေနော်ကျွန်တော်တို့ဘလောက်ပဲလုပ်ပါစေတရုတ်ကမြန်မာနိုင်ငံပေါ်စေတနာမမှန်တာဖြစ်တဲ့အတွက်ဘလို့မှအကူမရဘူးဆိုပြီးတော့ထောက်ပြခဲ့တာဖြစ်တယ်နော်အဲ့လိုမျိုးထောက်ပြပြီးဘလောက်မှမကြောက်ဘူးနော်မြောင်းနိုင်ကဖမ်းမိန်တဲ့တခါတွေကိုဖမ်းလိုက်တာပဲဖြစ်ပါတယ်ဆိုတော့တမတော်ကိုတလောက်ချစ်တဲ့ကျော်မျိုးမင်းအောင်ဖမ်းခံရတာငါတို့တမတော်ကိုထောက်ခံတာနော်ထောက်ခံတဲ့သူတွေကတော့တခုအများပြောမိတာနဲ့ကိုအသက်များပေးရမလားဆိုပြီးတော့နော်ပြောဆိုနေကြပြီးတော့အကြီးကျယ်ကိုပိုလို့ရိုက်နေပါတယ်ကျော်မျိုးမင်းတနာပါတယ်ဗျာနော်တလောက်တမတော်ကိုချစ်တာတမတော်ကပြန်ဖမ်းနေဆိုတော့တော်တော်လေးကိုဒုက္ခရောက်နေပါတော့အသေးချပဲဒီလိုပဲနော်ဒါစကုံစီရဲ့အလိန်ဖခင်ကျွန်တော်တို့မဲလုံးဆိုရင်လည်းပဲပျောက်ဆုံးသွားတာဒီကိစ္စတွေကြောက်ပါရဲ့ဗျာ